ဟယ်လိုမင်္ဂလာပါရှင်မမအမှုဦးအခုနောက်ပိုင်း site ကြီးလေးတစ် site ထပ်ထွက်တယ်ပေါ့နော်သူကအမြင့်က6လက်မရှိတယ်ကွာ site သေးလေးကတော့4ခွဲရှိတယ်ပြောမယ်ဆိုလို့ရှိရင်2ဆလောက်กว่าတယ်ပေါ့နော်ဒါပေမဲ့လည်း site ကလေ3စားလောက်ကိုမတို့ပို့ပြီးတော့ထည့်လို့ရတယ်အိုးသေးလေးထွက်ပေါ့နော်ဒီမှာလာပြီးတော့ဘလောက်ဆန်လဲမေးတဲ့သူရဲ့အတွက်သိရအောင်မဒီမှာတစ်ခါတည်းထည့်ပြလိုက်တယ်နော်အဲဒါဆိုစံတဖူးရှိသွားပြီအိုးကြီးလေးတွေကိုထည့်တာပေါ့နော်အဲဆိုနှစ်ဖူးသူကလေအနည်းဆုံး3ဖူးတာလောက်ဆန်တယ်အဲ့ဒီအိုးကြီးလေးကလေအသားလဲထူတယ်ကွာဟိုအိုးလေးထက်ကိုသူကအမြင့်နေမဟုတ်ဘူးမတို့စင့်အောင်ဖြစ်တဲ့အတွက်ဘိုက်တွေပါကွာပူပေးရတယ်စိုက်ကြီးလာတဲ့အမျှပေါ့နော်ဒါဆိုအိုးကြီးလေးက3ဖူးဆန်တယ်ပေါ့နော်သူ့အဖုံးလေးဆိုရင်လည်းထူလေးကွာတော်တော်လေးကိုထူတယ်အိုးသေးလေးထဲကိုမှထည့်ပြမယ်နော်တဖူးပဲဆန်နေသလားအဲ့တော့အိုးကြီးလေးကအိုးသေးထောက်ကိုမတို့3စားလောက်ပို့ပြီးတော့ထည့်လို့ရတယ်ကွာအဲ့တော့ဈေးရကြတော့အိုးသေးလေးကတော့မှ9500ရောင်းပါတယ်ဒါလေးကပုံမှန်ဈေးပဲပေါ့နော်အိုးကြီးလေးကတော့မှ1000ခွဲရောင်းပါတယ်ရှင်ပထမရောက်တဲ့အလုံး20ကတော့ကုန်သွားပြီเนาะဒါမှရှိမှနောက်ထပ်15လုံးလောက်ပဲထပ်ရောက်ထားပါဒီမှာပါဒါလေးတွေမှားယူခြင်းနဲ့ဆိုရင်တော့မမရဲ့TikTok CV ဟောင်းမပြီးတာဖုန်းနံပါတ်ပိုင်းပါအနေနဲ့ဆက်သွယ်မှားယူနိုင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်